မင်္ဂလာပါခင်ဗျာ Golden Science မြန်မာကနေပြန်လဲကြိုဆိုပါရစေဒီနေ့ညမှာတော့ကျွန်တော်တို့16ရက်နေ့အတွက်ကနန်းဒီအကင်းထူးထူးခြားခြားအစီအစဉ်တစ်ခုအနေနဲ့2026ခုနှစ်တစ်နှစ်လုံးစာရဲ့ကနန်း season မှု yearly pattern အရာမထွက်မနေထွက်လာရမယ့်အားအကောင်းဆုံးနှစ်ကွက်ကိုထုတ်ဖော်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တွက်ချက်ထားတဲ့ historical data tracking စနစ်အရနှစ်စဉ်နှစ်တိုင်းမှာသူ့ရဲ့သက်ဆိုင်ရာ numerical cycle တွေရှိပါတယ်။2026ခုနှစ်ရဲ့သင်္ချာနီးကြရလဒ်တွေအရအခုဖော်ပြပေးမယ့်အတွဲအဆက်နှစ်ခုဟာဒီနှစ်အတွဲမှာအနည်းဆုံးတစ်ကြိမ်ထက်မကပေါ်ထွက်လာနိုင်ခြေအရှိဆုံးအနေအထားမှာရှိနေပါတယ်ခင်ဗျာ။ကဲ2026ခုနှစ်အတွဲမှာအားအကောင်းဆုံးဖြစ်လာမယ့် yearly master keys နှစ်ကွက်ကတော့ပထမကဏ္ဍတစ်ကွက်8 3ညနှစ်ဒုတိယတစ်ကွက်9 4 9ဒီကဏ္ဍတွေဟာလအလိုက်ရက်အလိုက်ကဏ္ဍပြောင်းလဲမှုတွေမှာဗဟိုချက်အဖြစ်ရှိနေတာကြောင့်မိတ်ဆွေတို့အနေနဲ့အမြဲတမ်းမှတ်သားထားတဲ့ကဏ္ဍတွေဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီနေ့အတွက်ကျွန်တော်တို့ရဲ့အထူးလက်ဆောင်ပဲဖြစ်ပါတယ်ဒီကဏ္ဍတွေဟာဘယ်လမှအကျနိုင်ဆုံးလဲဆိုတာကိုလည်းနောက်ထပ်ဗီဒီယိုတွေမှာအသေးစိတ်ထပ်မံဆွေးနွေးတင်ဆက်ပြီးမှမို့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာအားလုံးပဲကန်ထူးကြပါစေ